မိန်းကလေးပြီးမြောင်လေးဘယ်လိုလုပ်ရမှာမင်းကလေးတွေပြီးမြောင်ဘယ်လိုလုပ်ရမှာလဲဆိုတော့မငယ်လာပြီးတော့ပြောပြပေးမယ်နံပါတ်1ကတခါတည်းနဲ့ပေါ့နော် sorry နံပါတ်1မဟုတ်တယ်တခါတည်းနဲ့တူတီတူတာဝင်ထည့်လိုက်တာမဟုတ်ဘဲနဲ့သူတို့စိတ်အရင်ဆုံးစွပေးရမယ်မင်းကလေးတွေကိုဖီးလာအောင်ပို့အရင်ဆုံးစွပေးရမယ်ပေါ့နော်စပိုက်ဒါမန်လို့ဒီလိုမျိုးလုပ်ပေးရင်လည်းကောင်းတယ်ပေါ့နော်မင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့မင်းကလေးတွေကိုဘယ်လိုမျိုးပြီးအောင်လုပ်ပေးရမလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြမယ့်ဗီဒီယိုလေးပါ session နဲ့မပြည့်သူများရှိရင်ကြော်သွားဖို့ပြောချင်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဖွင့်ပြလိုက်ပါရှင်နောက်ထပ်နံပါတ်2အချက်ကမှုတ်ပေးနိုင်ဖို့ကောင်းတယ်အဲ့တော့မင်းကလေးတွေကဖီးသက်လေမင်းကလေးတွေကပြီးမြန်လေပဲတိလားမင်းကလေးတွေလောက်ပြီးလောက်ခတ်တာမင်းကလေးတွေပဲရှိတယ်ယောက်ျားလေးတွေကသူတို့ကဘယ်လိုမျိုးစတယ်ဆိုတာသူတို့တွေကတိနေတယ်သူတို့ကပြီးရပြီဟဲ့ဆိုရင်ယောက်ျားလေးတွေဟာအကောင်လုံးပျော့ဣသွားပြီသူတို့ဟာသူတို့ပြီးတယ်ဆိုတာတိတယ်မင်းကလေးတွေကကိုယ့်ကိုဘယ်လိုမျိုးပြီးမှန်းတော့မတိတိတဲ့တူတွေအများကြီးရှိတယ်အဲကြောင့်ကိုကသူတို့ကိုပြီးသွားအောင်ကိုပြီးမြန်အောင်ကိုဘက်ကလည်းအရင်မပြင်ပန်းအောင်ပေါ့နော်ပြီးမြန်အောင်ကိုဘက်ကစပိုက်ဒါမန်လိုမျိုးဆွတ်ဝိုင်းလက်ဟုတ်ရှင်အဲ့လိုမျိုးကိုကကြည့်ရတယ်မလားအဲ့ဒီပင့်ကူကောင်းလေးအဲ့လိုမျိုးစပိုက်ဒါမန်လိုမျိုးလက်နှချောင်းကိုထောင်လိုက်ပြီးမှုတ်ပေးရမယ်မှုတ်မယွန်းနဲ့နော်ကိုယ့်ရဲ့ကောင်မလေးကပြနည်းနည်းလေးနန်နေဆိုရင်တို့ပါသူတို့အတူတူမနေခင်မှာအတူတူရေချိုးလိုက်ကွာရေချိုးလိုက်ပြီးတို့ဒါပြစပြကိုဝယ်ပေးလိုက်မနှမျောနဲ့69ပတ်ပဲချင်းတောင်းထဲမှာလဲ69ပတ်ပဲမငယ်တော်မစင်ကြထဲမှာလဲလာမှာလို့ရတယ်တကူတကနဲ့ချွတ်မမချဖို့ဆိုရင်ချင်းတောင်းထဲမှာနှိပ်မှာတော့လိုက်ပြီးရင်ကိုယ့်ရဲ့ကောင်မလေးနဲ့မူစကူမတူးတဲ့ချိန်မှာဆိုရင်နန်လေးနဲ့မမုတ်ချင်ဘူးဆိုရင်ဒီပြစပြကိုမာယူတွားပြီးတော့ကိုယ့်ရဲ့ကောင်မလေးကိုပေးပြီးတော့တို့ကိုတိုက်ခိုင်းပြီးဆိုအတူတူမူစကူတူပြီးမုတ်ပေးအယံကောင်းနော်ချင်းတောင်းထဲမှာနှိပ်မှာယောက်ျားလေးမိန်းကလေးအကုန်လုံးတုံးလို့ရတယ်တိလားဗီဒီယိုလေးကပြီးဆုံးလို့သွားပါပြီညီမရဲ့ YouTube Channel လေးမှာမိန်းကလေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ဘူးတူတာရစရာတွေတခြားသောအမျိုးသမီးတွေနဲ့ပတ်သက်တဲ့အရာများတင်ဆက်နေတာဖြစ်လို့ Like and Subscribe လုပ်ခဲ့ပြီးဖို့ကိုလည်းတောင်းဆိုချင်ပါတယ်ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ရှင်